ရာဒီဥဒူကမိုင်းနဲ့အောက်ရောက်နေလဲမနက်9 နာရီထားပြီးအချိန်ပိုင်းလောက်သွားတယ်အိမ်ကနေဘူတာကိုစပိန်နဲ့သွားပြီးရင်ယထာ3 စင်ပြောင်းစီရတယ်အလုပ်ထိမနက်ခင်းတော့ဒီလိုပဲပြတ်တာပါတယ်စစ်ခွဲစနစ်ထိုးကန်နေကြအလုပ်ပြန်ပြီယထာစီရနဲ့စပိန်စီရနဲ့ဆိုအချိန်ကတိတ်မရှိဘူးအဲ့တော့ခောက်စစားပြီးရတဲ့တခါလေးအကြောင်းကိုပြေးတယ်ဟိုဒီနေ့အကြောင်းမရှိဘူးဆိုအေးစစ်စစ်ပဲအိမ်မှာတန့်စင်လုပ်တယ်အိတ်တယ်အရင်ရက်တည်းတော်တော်ကိုအလုပ်ရှုံနေတာစိတ်လည်းရှုံနေတာနဲ့အိမ်ပြစ်စလက်ကပြစ်ထားကုန်အကုန်လုံးဒီနေ့တော့အကုန်ရှင်းပြီးတော့ဒီအမိုက်တဲ့ပြဿနာဖုံရမ်းတက်တာဗျအဲ့ဒါနည်းနည်းတင်းရရှင်းရနည်းနည်းပြဿနာတက်တာဖုံကတော့ယုံနေမရအောင်ကျမ်းမာတိုက်နေရတန်ရှင်းလို့လေ့ကျင့်ခန်းလေးပါလေနည်းနည်းပွားလို့ရေမိုးချိုးပြီးမှထွင်စားတယ်ဟင်းကတော့တည့်တဲ့အရင်လာဆိုတော့ဒါကြောက်ဥပြုတ်ပဲကြောက်ဥကျော်ပြောတော့စပင်ကရှည်နေဆိုတော့ရေကတော်တော်နဲ့မချောက်ဘူးစောင်းသွင်းဖြစ်တော့ချမ်းနေဒါလည်းဒုက္ခတစ်ခုဩလာကျင်တာကိုစမ်းကျင်တာကိုဒုက္ခခံမှာပေါ့ဒါလည်းဒုက္ခလိုချင်တာမစားရတာလည်းဒုက္ခရတာမလိုတာလည်းဒုက္ခပြီးတော့စာလေးပါလေးလုပ်တယ်ပြီးတော့အိတ်တော်တော့ပဲ